ဂုံရောင်မတောက်တာဘာကြောင့်မတောက်တယ်လဲဆိုတဲ့မေကောအဲ့ဒီမှာမြတ်စွာဘုရားဖြေတာဂုံရောင်မတောက်တာဘာကြောင့်မတောက်တာတော့လို့ဝေဝိဆာပမာဒာနပကသတိအကြောင်းတစ်ခုမြတ်စွာဘုရားရှင်းဝေဝိဆာဆိုတဲ့အဓိပ္ပာယ်ကမစ္စရိယအောင်ပြောတာကိုယ်သာကြီးပွားလို့တယ်လောကလူတွေကလူဖြစ်လာပြီးတဲ့နောက်မှာတကယ်ကို selfish ကိုအကျိုးပဲကိုကြည့်သူများကိုမကြည့်ဘူးဆိုပါစို့လူမှုရေးဆိုလုံးဝမလုပ်ဘူးကိုဝမ်းစာသာကိုရှာပြီးတော့ကိုရဲ့တကူကောင်းဆန်တယ်ဆိုတဲ့ပုံကိုယ်တွေဟာရက်ွက်ထဲမှာလည်းပဲမြုပ်သွားတာပဲပေါ့မထင်ရှားဘူးပေါ့ဘာလို့ဆိုတကူကောင်းဆန်တာဘယ်သူကတကူကောင်းဆန်စေတာတုံးဆိုမစ္စရိယဆိုတဲ့တရားကြောင့်မို့လို့ဒါနကောင်းမှုဆိုတာမလုပ်ဘူးမလုပ်သည့်အတွက်ကြောင့်ဒီဘဝမှာလည်းပဲမြုပ်တယ်နောက်တန်တရားမှာလည်းပဲသူကမြုပ်သွားလိုက်တာပဲကောမပေါ်တာတော့ဘာနဲ့အလားသဏ္ဍာန်တူတုံးလို့ဆိုရင်တွင်းတူးတဲ့လူနဲ့အလားသဏ္ဍာန်တူတယ်တွင်းတူးတဲ့လူကတွင်းနဲ့လေလူကအောက်ရောက်သွားနေတွင်းနဲ့လေလူကအောက်ရောက်သွားနေပဲမှန်ပါဗျာအဲ့ဒါလိုပဲနော်ဝေဝိဆာဆိုတဲ့မစ္စရိယရှိလို့ရှိရင်လောကမှာပေါ်လွင်ထင်ရှားလာတဲ့ပုဂ္ဂိုလ်ဖြစ်ဘူးတဲ့နောက်တစ်ခုကပမာဒမေ့လျော့တဲ့ပုဂ္ဂိုလ်မေ့လျော့တယ်ဆိုတာကောင်းတဲ့အလုပ်လုပ်ဖို့စိတ်ဝင်လာဘူးကောင်းတဲ့အလုပ်ပဲမှာစိတ်ကူးမရှိဘူးအပျော်တွေအပါးတွေနဲ့ပဲစိတ်ဟာအများတန်းစိတ်ဝင်စားနေတဲ့ပုဂ္ဂိုလ်မျိုးဒါပမာဒမေ့လျော့ခြင်းလို့ခေါ်အဲ့ဒီပမာဒတရားလွှမ်းမှုခံထားရတဲ့ပုဂ္ဂိုလ်ဟာလည်းပဲလောကမှာဘယ်တော့မှတောက်ပြောင်လာတာမရှိဘူးလေရှိလေအခုမြန်မာနိုင်ငံမှာကြည့်တရားဓမ္မကျင့်ကြံကြိုးကိုအထောက်လို့ထင်ရှားလာပြီအကျင့်တရားကောင်းလို့ထင်ရှားလာပြီဆိုယဟန္တာဆိုတော့မဖူးကြဘူးလားအလကားနေရင်ကြော်တာတော့မဟုတ်ဘူးသူလည်းလှုပ်ထန်လေးတစ်ခုတော့ရှိတာပေါ့နော်မဟုတ်မတရားကြော်အောင်လုပ်လို့ကြော်တာလည်းရှိတာပေါ့နော်တကယ်ကျင့်နေတဲ့ပုံကိုယ်တွေကြော်လာတာဒါပမာဒမရှိလို့အပမာဒကြောင့်ထင်ပေါ်လာတယ်လို့ဒီလိုပြောတာအဲ့တော့မြတ်စွာဘုရားကလည်းသုတ်တန်တစ်ခုမှာဟောထားတာလစ္စေရာစပမာဒာစဧဝံဒါနာနာတိယတိလောကမှာဒါနကောင်းမှုမလုပ်ဖြစ်တာဘာကြောင့်လဲဆိုရင်နံပါတ်1ကနှစ်ပြောလို့နံပါတ်2ကကုသိုလ်တရားနဲ့ပတ်သက်ပြီးမေ့နေလို့တဲ့အဲ့ဒီနှစ်ခုကြောင့်မလုပ်သည့်အတွက်ကြောင့်ဒီပုဂ္ဂိုလ်ကတဏှာမှာလည်းပဲမြုပ်သွားလူလောကမှာလည်းပေါ်မလာကုသိုလ်ကောင်းမှုလုပ်တဲ့လူတွေပေါ်လာထက်တန်းရောက်လာတယ်တဘွားထက်တန်းကြလာထက်တန်းကြတယ်ဆိုတော့ပေါ်လာဒီလိုဆိုလိုတာပေါ့ထက်တန်းရောက်လာတဲ့ပုဂ္ဂိုလ်ထင်ပေါ်ကျော်ကြားလာတာပဲအဲ့ဒါကိုမြတ်စွာဘုရားကဖြေတာအစိဒာမေးတယ်ဘာကြောင့်လောကလူတွေဟာမြုပ်သွားရတယ်လေမထင်မရှားဖြစ်ရတယ်လေဆိုရင်မစ္စရိယတရားနဲ့ပမာဒတရားကြောင့်လောကမှာလူတွေဟာဂုဏ်အကြီးချင်းအဖြစ်တိမ်မြုပ်သွားတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြရတယ်လို့နံပါတ်1မေးခွန်းရဲ့အဖြေ